ဈေးဘိုး1000ဘလို့လောက်လောက်မှလဲတဲ့အိပိုတို့ကတော့လေတစ်နေ့1000လောက်အောင်ကို300ရတယ်ဘာလို့လဲဆိုကိုတွေကဝန်ထမ်းတွေလေအခုခေတ်ဝန်ထမ်းလာစာနဲ့မိသားစု3ယောက်တစ်နေ့1000 3တယ်ဆိုတာတော့လွန်လှပြီ1000နဲ့ဝယ်ရှက်စားတာလောက်ရောလောက်ရဲဝါရောဝါကြရဲလားဆိုတော့အော်အိမ်မာတော့ကလို့တော့ဟင်းများများစားပြီးထမင်းနဲ့နဲ့စားတဲ့စကေးတွေကိုတော့ဖျောက်ပစ်လိုက်ရတယ်ဝါလဲဝါရမယ်လောက်လဲလောက်ရမယ်စီကန်းတကြလေးတော့စားရတာပေါ့နော်တရက်1000ပဲထားအောင်တစ်လဆိုရင်တော့3သိန်းဖြစ်နေပြီအဲ့ဒါတခြား3စရိတ်တွေမပါသေးဘူးနော်ကိုတွေကစပေးချောင်လာရတာလေနေမာတော့ကလို့မိသားစု background တောင်မရှိတော့ကိုဝမ်းကိုကြောင်းပြီးကိုတူးကိုရှင်ရတဲ့ဘဝတွေဖြစ်နေပြီကိုနောက်ပြန်ကြည့်လိုက်ရင်တော့ကြောပဲရှိတာမို့ရှာလို့ရတာကိုစားဖို့တောက်ဖို့ဝိဖို့နေဖို့အရေးအပြင်အရေးကြုံရင်သုံးဖို့ဆိုတဲ့ငွေလေးပိုအောင်ထားရသေးတယ်ဘသူတွေဘာပြောပြောကိုအကြောင်းပဲကိုသိတာမို့ကိုဘဝအတွက်ကိုပဲတာဝန်ရှိတာမို့ကိုနဲ့ကိုတာဝန်ယူရမယ့်သူတွေကိုအပြည့်အဝတာဝန်ယူနိုင်အောင်ကိုယ်တိုင်ပဲစ조사နေရတာပါဒီလိုပြောနေလို့အားငယ်နေတယ်မထင်နဲ့အောင်နော်ဒီဘိုတို့ကဗနေရာရောက်နေနိုင်စားနိုင်ဝေးနိုင်မှုကောင်းကောင်းကြီးစီမံတတ်တယ်အဖေအမေသင်ပေးခဲ့တဲ့ပညာတွေအဖေအမေတွေရဲ့စီကံတွေနဲ့ကြီးလာရသူမို့ကိုဘဝကိုဘလို့အရှင်နေရောက်ကောင်းကောင်းကြီးထိန်းချောင်းနိုင်ပါတယ်ကိုအပြည့်အဝရှစ်ပေးပြီးရှာသမျှအကုန်အတက်အောင်ရှိတာကြောင့်လဲပါပါတယ်ရှင်